Yeah.
Darawa Ku Tanawa Ya Darawa Ku Tanawa Java Ya Darawa Doma Doda Moha Sura Lami Kilida Doma Doda Moha Sura Lami Kilida The Homo Daluda The Pyu Mamuda The Homo Daluda The Pyu Mamuda Mamuda Suri You let me sit up to Danawa Mamuda Suri You let me sit up to Danawa Now you are me Balado Heart Baba Now you are me Balado Heart Baba Nia Homo Amida Levo Bewa Levo Bewa Levo Bewa Kali ko zombie mo. နောက်ပိုင်းနောက်ကြီးရောက်လာပြန်တော့တဲ့ ဟုတ်ကဲ့ ကွန်ပျူတာရတဲ့ကွန်ပျူတင်ဆက်ပြီးတဲ့ဒီသချင်းတွေကစားကွာချပါဘူး တူတော့ပါဗျာ သာသနာဒိုင်ကာသာသနာဒိုင်ကာမှာအလူရှင်မိသားစုရဲ့အလူပွဲမှာ သူတောင်းရင်လို့ဒီလားဆိုမမ ကွန်ပျူတာတဲ့သချင်းကတီဘုံမှာတဲ့တီဘုံမှာဆိုတဲ့သချင်းရဲ့နောက်ဆုံးအပိုက်နှစ်ပိုက်ကိုကွန်ပျူတာချင်းဖြစ်ပါတယ် စိတ်ကပြုတ်ချူရေးခဲ့တဲ့မဟာဂီတရဲ့ဒီပုံမှာ အနက်ဒီပဲလေးရှင်းကြည့်အောင်ဗျာ ဘယ်လိုလက်ကလေးရဲ့ ဒီဘုံမှာတိတိတတ်တော်ဘုံမှာပေါင်းလို့မြေတို့ကြောင့်တတ်ပါပြီကုန်တော့သတိ တဘာဝတရားကြီးပဲဗျ တိတိတတ်တော်ပေါင်းလို့ဘုံမှာမြေတို့ကြောင့်တတ်ပါပြီကုန်တော့သတိ ဝေဖယ်ပြရမှာ ကာမတဝဘာဝတဝအတိတ်တဝဝိဇာတဝ သတော်တရား၄ပါးပါ အဝိဇ္ဇာအမောင်တူအားကြည့်တဲ့တန်ရာထဲမှာလဲကြတယ် မသိတာခြေခန္ဓာကိုဗျ တေခါရမတိမြဲတဲ့ပုထုဇဉ် မမ လူသားမန္တများတို့သည် အားလုံးပါပဲ နောက်ဆုံးတော့ဘုံမာလို့ခေါ်တဲ့ဘုံမိမြေကိုတနည်းကြာရောက်ရမယ် ဝေဖယ်လို့မရပါဘူးဗျ ဟုတ်လား ဟုတ်ကဲ့ ဒီတော့ခမရတို့ကျွန်တော်တို့ကိုလူဘဝတွေကိုလာပါလို့ဘယ်သူတွေများခေါ်ခဲ့ပါသလဲဗျာ ဒီမှာခေါ်ခဲ့ပါ လာပြန်တော့လေတယောက်သေးလက်တွဲဖော်ကွာဖော်မပါဘူးဥစ္စာချင်းဒီကိုရီတီ လာစဉ်ခါလက်ပလာနဲ့ကိုလုံးဒီလာကြတာ ပြန်တော့လေပြန်မဆိုပြီးတော့ဘသူတွေကများနှင်ကြပါသလဲ နေသူမရှိခေါ်လာမိစဉ်တဲ့နေသူလည်းရှိပါ ပြန်တော့လေတယောက်သေးလက်တွဲဖော်ကွာဖော်မပါဘူးဥစ္စာချင်းဒီကိုရီတီ မမ ဒီတော့ကျတော့လူဘဝကိုဘယ်လိုသတ်မှတ်သလဲလို့မေးရင်လူဘဝဆိုတာမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းဒီကြားကာလမှာရှင်သန်ရတဲ့အပိုင်းခြားလေးကိုဒါခင်ဗျားတို့ကျွန်တော်တို့လူဘဝလို့သတ်မှတ်ရမယ် ဒါဒီပင်လေးဘဝပါပဲ ဟုတ်လား မမ ဒီတော့ကျတော့ကိုယ့်ကိုပြန်လဲပြီးဆန်းစစ်ကြည့်မိပါရဲ့လား ဆက်စရအောင် စံတွေကဖြူသားတွေကကျိုးခါးတွေကကိုင်းလာပြီနားတွေကထိုင်းနေ နိုင်လွန်လို့မမဆရာဖြစ်လာ ပြူရာကနေအိုလာကြပြီပြီးတဲ့တို့ ရောက်ခွင့်လို့မရပါ မာယာကနေနာယာမာယာကနေနာလာကြပြီနာလာကြပြီ မမ ရှေ့လျှောက်ဘာဖြစ်မလဲကိုယ့်ကိုပြန်စဉ်းစားကြည့်ဖို့ဒီတော့ကျတော့ကိုတနာပါများသတော်ဝါ အတ္တဟိအတ္တနောနာထောမိမိကိုမိမိသာလျှင်ကိုယ်ခွေရမြည်ဤတဲ့ ကိုလေးတနာကြပါများသတော်ဝါ တတိချက်ပါ ကိုတနာကြกว่าတဲ့သူတို့ကသွားပြီးမတနာလီနဲ့အောင်နဲ့ တနာပါနဲ့ မင်းတို့ကိုသမိုင်းကိုရေးရမှာနော်
မှန်ဆုံးပါပဲဗျာ ဟုတ်တယ်နော် ဟုတ်ကဲ့ ဒီတော့ကျတော့ကိုပြုတ်ခဲ့တယ်ကိုနောက်မှာဘာတွေပါมาလဲလို့မေးရင်ကိုပြုတ်တော့ကုသိုလ်အကုသိုလ်ဆိုတဲ့ဒီကံတစ်ပါးကတော့သင်သွားလျာနောက်ကိုပါมาပဲဗျာ ဒီကြပေါ့ကို ဟုတ်လား ဟုတ်ကဲ့ ဒီကကျတော့ကိုပြုတ်လုပ်ထားတာငါပြုတ်လုပ်နေတာကကောင်းသောကံလားမကောင်းတဲ့ကံတွေပြန်ပြုတ်လုပ်နေသလားဒီခေါ်ရမယ် အဝိဇ္ဇာဆိုတဲ့မတိတာကြီးဖယ်ပြီးတော့ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာပါပဲကလေးရဲ့ ကြောင့်မလို့ဂုံပြုတ်လိုက်တာကိုလေးတနာရပါမြတ်တရဝါ တဏှာကြောင့် ကိုတနာရမယ် မမမ ကိုတနာတဲ့ခါမှာဘာတွေလုပ်ရမှာလဲလို့မေးရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမိတ်ကြတာကံ၅ပါးကိုလုံခြုံအောင်ထိမ့်သိမ်းမှာ အော်သစ္စာတိ၅ပါးလို့ခေါ်ပါတယ် ကံ၅ပါးဘာတွေလဲလို့အနတ္တိပဲရှင်းရတယ်ပါဏာတိပါဒာအဒိဏဒါနာကာမေတုမိတ်စာစာရာမုဒဝါရာဒုရာမေရယမိစ္ဆပမာဏဌာနာ မမ ဒီတော့အနတ္တိပဲတခုချင်းရှင်းကြည့်ရအောင်ဗျာ ဘယ်လိုလဲဗျာ ပါဏာတိပါဒာဘေကဝေจิตတလိจิตသမီးတို့ပါဏာတိပါဒာသူတော်အသက်မသက်ပါလီနဲ့နော်တို့ဘုရားဟောထားပါတယ်တဲ့သူတော်အသက်ကိုသွားပြီးမသက်လီနဲ့သူတော်ကိုတက်လို့သူသိရင်မင်းကိုပြန်တက်တဲ့ခါမှာမင်းသိမယ်မို့လား ဒါပဲလေ ခံစားရမခံစားနိုင်ရင်ကိုချင်းစာထားပါတဲ့ ဒါပါပဲ ကိုကျင့်နိုင်တဲ့တရားကိုဒါကျင့်ပါတဲ့မြတ်စွာဘုရားနံပါတ်1ဟောထားတဲ့နံပါတ်1ကံမှာသူတော်ကောင်းပြီးတဲ့သူ ပါဏာတိပါဒာဝေရမဏိသိက္ခာပဒရှောက်ကျင်ရာရှောက်ကျင်ကြောင့်ဖြစ်သောသိက္ခာပုရောမြတ်ရှောက်ကျင်ကြပါ၏မမ နံပါတ်2ဘိခါဝေခြေသားတလီခြေသမီးတို့အာရိဒာအာရိဟုသောကံကိုသူတော်ဘာပစ္စည်းဥစ္စာသူတော်ဘာမသိလေအောင်မခိုးလေနဲ့မယူလေနဲ့กว่า မခိုးလေနဲ့ သူတော်ဘာပစ္စည်းဥစ္စာပျောက်ဆုံးလို့သူတော်ဘာစိတ်ဆင်းရဲရင်မင်းဥစ္စာပျောက်ရင်ရောမင်းစိတ်မဆင်းရဲရဘူးလားကို စာ ချင်း နာ စာ ကြည့်ပါကိုချင်းစာကြည့်ပါ ကိုကျင့်နိုင်တဲ့တရားကိုဒါကျင့်ကြစမ်းပါတဲ့ဒီကနေ့ညမြတ်စွာဘုရားကိုတော်မြတ်ကြီးဟောထားတဲ့နံပါတ်1ကံမှာသူတော်ကောင်းပြီးတဲ့လူ အဒိဏဒါနာမမ နံပါတ်3ကာမေတုမိစ္ဆာစာရကံဆိုသည်မှာ ဘယ်လိုလဲဗျာ သူတော်ဘာဤမယားသူတော်ဘာဤသားပြူသမီးပြူတို့ကိုပြင်မကျူးလွန်ခြင်းမှာရှောင်ခြင်းပါမည် မာအိမ်ကမကျွလွန်နဲ့တဲ့ဗျာ ဒုသနာသောအပါဝင်ပေါ် ဟုတ်ကဲ့ ရှောင်ခြင်းရမယ့်ကံနံပါတ်3ကံမှာပြီးတဲ့သူ မမတယ်ဗျာ နံပါတ်4ကံကပါလေ ဒါလေ မုဒဝါရကံလေးလေးပြပြောဆိုခြင်းမှာရှောင်ခြင်းပါမည် မမ ပရုဒဝါစာယုံရင်ကြံတန်သောစကားတွေလည်းမပြောလီနဲ့ ဟုတ်ကဲ့ အတင်းအဖျင်းဆိုပိုးဆိုးတယ် တဖပလပဝါစာပိတုနာဝါစာစတဲ့စကားအရာတွေမှာအများကြီးရှိတာဟုတ်ဗျာဟုတ် မုဒဝါရကံထဲမှာလည်းပါတယ်နော် လိမ့်လေလက်စားပြောခြင်းပေါ့ဟုတ် အတင်းပြည့်ဆိုတဲ့စကားဘယ်နေရာအသုံးချလဲဆိုတော့သူတော်မရဲ့အကြောင်းကိုသူတော်မမသိအောင်နောက်ွယ်မှာပြောနေတာလေဒါအတင်းဖြင်းပြောနေတယ်မုဒဝါရကံကိုကျွလွန်နေတယ် ဘုရားရှိခြင်းကတန်ဃာတွေရှိတယ်ဘုရားဆုံးမရဲ့အောက်မှာယဟန္တာတွေယဟန်တွေအများကြီးပဲအဲ့ဒီမှာတန်ဃာကိုယဟန်ကိုသင်ခွဲအောင်ပြောရင်လည်းပဲကြီးလေးတဲ့အပြစ်ပါပဲတဲ့ဗျာ နောက်ဆုံးကံကတော့အင်မတန်မှအရေးကြီးတယ် ဟုတ် သူရမီရယကံ မမ ဒီရဲ့တောက်စားကျွလွန်ခြင်းမှာရှောင်ကျင်များတဲ့နောက်ဆုံးကံကတော့ပြီးတယ်ဗျအထုတရိထားဖို့ပြောပါရစေ ဟုတ်ကဲ့ ပုံမှန်လူတယောက်ဇော်မဲမောင်မတောက်ဘဲတဲ့စကားပြောရင်လူအယောက်100မှာ90ကျော်ကလက်ခံပါလိမ့်မယ်မှန်သောစကားပြောရင်ပေါ့ ဒါပေါ့ဟုတ်ကဲ့ ဒါပေမဲ့လို့နည်းနည်းပါးပါးမြန်တောက်ထားလိုက်ပြီဆိုရင်ကိုဘလောက်ပဲမှန်တယ်ပြောမယုံကြည်မှုက90ရာခိုင်နှုန်းပတ်ပါတယ် ဖြစ်တတ်တဲ့သဘာဝပါပဲ ဘာလို့လဲတဲ့ခုပဂရိမှာအသိဉာဏ်ကကိုယ့်ကိုထိမ့်ချုပ်နေတယ်အရက်လေးများဘီယာလေးများဝင်လာပြီဆိုရင်အသိကမရှိတော့လွတ်သွားတာကိုဘာပြောနေလဲလှုပ်တဲ့အရာလားမလှုပ်တဲ့အရာလားမခွဲခြားနိုင်တော့ဘူးတဲ့
ဆူးလာတာမဟုတ် ဟုတ်လား ဟုတ် ပြောတဲ့အရာလားပြောတဲ့စကားလားမပြောတဲ့စကားလားသူ့မှာဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်မရှိတော့ စိတ်ကကြွလွန်းသွားတယ် ဟုတ်လား ဟုတ် နည်းနည်းလေးဝင်လာရင်ငါလုံမယ်ငါပြောမယ်ဘာဆိုတာမသိတော့ဘူးတဲ့ ဟုတ်ပါ ဒီတော့ဒီနံပါတ်5ကံကိုကျွလွန်မိသောသူတော်တော်များများကအခြားကံ၄ပါးကိုကျွလွန်ဖို့ဝန်မလေးပါဘူးလေဗျာ ဝင်လေပါဘူးတဲ့ အားလုံးကိုတော့မဆိုလို့ပင်မဲ့တော်တော်များများဒီကံကျွလွန်ရင်အင်မတန်မှကြောက်စရာကောင်း ပ တယ် ညာရှိတတိဖြစ်ခဲပေါ့ဗျာ ဟုတ်လား ဟုတ် တရီလေးလွတ်တော်မှာမဟုတ်လို့ဇော်မင်းမောင်ကဒါပြန်လဲပြီးတော့တရီလေးဖော်ပြီးရင်ဖြစ်ပါတ ဒီ ယ် ဘုံမှာဆိုတဲ့ဘုံသုံးပါးရဲ့ရှင်းလင်းချက်နဲ့မြေတို့တက်ရောက်ခြင်းနဲ့ဟုတ်ပါ ဒါကြောင့်မို့လို့ဒီနေ့သာသနာအလူတိုင်ကဦးတောင်းရီတို့သာသနာအလူတိုင်ကမှာဒေါ်တီရာစုတို့ရဲ့အလူဝဲမှာနာစင်ရသောပြည်သူများအားလုံးဒီနေ့ဒီရဲ့ဒီချိန်ခါမှစပြီးဇော်မင်းမောင်ကတော့ပြောသွားတယ်ကိုတနာကြတယ်ဘယ်လိုမျိုးတနာမလဲကျွန်တော်တို့ပြန်လဲပြီးတော့ဆက်စီရဲ့ဒီဆိုဂုံပြုတ်ကြည့်ရအောင် ဆက်စေရအောင် ကုတနာပါဗျာတရဝကုတနာကြပါဗျာတရဝကုတနာပါဗျာတရဝကုတနာကြပါဗျာတရဝလောဘဒေါသမောဟဆိုတာလောင်ပြီးကိလေသာလောဘဒေါသမောဟဆိုတာလောင်ပြီးကိလေသာတဟုံဟုံတောက်လို့သာအဖြုတ်ဖြုတ်မမိုးသွားတဟုံဟုံတောက်လို့သာတဖြုတ်ဖြုတ်မမိုးသွားအကုသိုလ်တရားဆိုးတွေဟာပြုတ်လို့ပြည့်လို့စိတ်အားထက်သန်သွားအကုသိုလ်တရားဆိုးတွေဟာပြုတ်လို့ပြည့်လို့စိတ်အားထက်သန်သွားနိုင်ဝနိဗ္ဗာန်လားကိုနာကိုအမှုဟာထဲစိတ်မပါနိုင်ဝနိဗ္ဗာန်လားကိုနာကိုအမှုဟာထဲစိတ်မပါနေရာဟောင်းလို့အမိတာလေးဖို့ပဲရွာလေးဖို့ပဲရွာလေးဖို့ပဲရွာပါဒီမြဲတာ